သုံးပါးယရနာမြတ်မောစွာနေမာတာပိတမိနေဖတို့ကြာနာပဲ့ပြင်းဆရာရှင်အားတရာယိုကျိုရှင်ကိုပနာမဥစွာချ၍ညာလာတတဝဝိနည်းအပေါင်းမေတ္တာလောင်းပြီးတောင်းတောင်းဖြားဖြားခံယူကြပါစေတည်းဤကဲ့သို့ဖယားတိဟုတဲ့ယရနာတရားတိဟုသောယရနာဓမ္မတိဟုတဲ့ယရနာတဲ့ယရနာမြတ်၃ပါးနဲ့မာတာပိတမိနေဖတို့ဆရာသခင်ကျေးဇူးရှင်တို့အားရှေးဦးတင်စွာပထမပူဇော်ပြီး30ဘုံမှာကျင်းလဲကြကုန်တဲ့တဗေတ္တဝေနယတတ္တဝအပေါင်းတို့ကျမ်းမာကြပါစေချမ်းသာကြပါစေလို့အလုဒယကမတို့ရဲ့ကိုစားကျွန်တော်ကိုကျော်ထွန်းမှာမေတ္တာများပို့တာရင်အကြောင်းအရှိခံလို့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားနှုတ်စဉ်အခါကစာပြီးလောင်းဝေတံဆိုတာထိပြန်လေကြည့်ကြပါဦးစို့အမှန်တကယ်သိခဲ့တဲ့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားရှင်ဟာတဲ့ဘုရားမဖြစ်ခင်ကာလပတ်လုံးဒီအသိရှိနဲ့ကဘာတသိမ့်မှာဖြစ်နှစ်ကျက်ရှိစုကုန်သောဘုရားရှင်လက်ထက်တို့အခါမှာရွှေငွေရှင်မြင့်အစချီတီတို့ကိုလှူရတဲ့ဒါနပါရမီရှည်လနာမျက်စိအစချီတီတို့ကိုလှူရတဲ့ဒါနဥပပါရမီကိုအသက်ကိုလှူရခြင်းဆိုတဲ့ဒါနပရမတ္ထပါရမီတဲ့အစရှိတဲ့ပါရမီ30တို့ကိုအသွဲသွဲဖြည့်ကျင်ခြင်းဒါနတရားအခက်လက်တွေကိုအပွားမပြတ်စေခဲ့တဲ့အပြင်၅ကျက်သောစွန်ကြီး၅မျိုးဖြစ်တဲ့ဗရေတတိဧကရိစัจ जा မင်းတို့ရဲ့စီစဉ်ဥစ္စာယရနာကိုစွန်ကြီးဆိုတဲ့ဒဏပရိစ္ဆာကသာသမီယရနာကိုစွန်ကြီးဆိုတဲ့ဗုဒ္ဓပရိစ္ဆာကနဲ့ရှည်လက်နာမျက်စိစရှိတဲ့အင်္ဂါကြီးငယ်ကိုစွန်ကြီးဆိုတဲ့အင်္ဂါပရိစ္ဆာကနဲ့ကိုယ်သက်ကိုစွန့်လွန်ခြင်းဆိုတဲ့ဇီဝိတပရိစ္ဆာကအစရှိသည်တို့ကိုဘာရမီဖြည့်သွက်တဲ့နေရာမှာတဲ့အတုချာဖွေလို့မရခဲ့ပါဘူးသူမေနာဆိုတဲ့ရှင်အသေးဘဝမှာမြင်တွေ့သမျှငါအာယုံအမကာမကုံကိလေသာပါပဲဂရိဝေချာတရားစစ်ကြည့်တော့ဖယားအဖြစ်စိတ်ကြမှန်ပြီးအတိတ်တန်စခန်းဝင်ခဲ့ပါတယ်အသွင်မဲ့နေတဲ့လမ်းတစ်ချောင်းမှာတဲ့ခန္ဓာကိုယ်အလျက်မောက်လို့ဒီပင်ကရာမြတ်စွာဘုရားနဲ့ယဟန်ရှင်တွေအတွက်ဗလာဆောက်ကအလူပေးပြီးပူဆွေးစရာတောကတင်းအောင်လောကရအတွင်းနောင်အလားမှာအောင်မြင်စွာဘုရားအဖြစ်မမအစစ်နဲ့ဗျာဒိတ်အစဘဂဝါအစိတ်မှာအမတကုညွင်ပြီးမတူချင်းဘဝအဖန်ဖန်နဲ့ဗျာဒိတ်ခံလာခဲ့ပါတယ်မဟာစိတ်ကျမ်းကနိဗ္ဗာန်ဝင်မှမှုအကြောင်းအခြေခံသိပွဲနှင်းစေခဲ့ပါပြီလောင်းဝေတံဆိုတဲ့မိတ်အထိပြန်လေကြည့်ကြပါဦးစို့ကျွန်တော်တို့ရဲ့ဘုရားရှင်ဟာတဲ့တရာကြီးစွာပါရမီပြည့်ကြောင်းစုံလင်ပြီးခနာဇာလီဆိုတဲ့သာသမီနှဖျားကိုခရစ်ကြအဝေးရောက်စုလက်ပကမှန်းလို့မမှုအစွာပဲစုစကားကိုလှူဒန်းလိုက်ပါတယ်အပုကံသမျှခံရရတဲ့မေမဏီကိုပါရမီဖြည့်ဖို့နှစ်သိမ့်ရင်ရှစ်စိတ်ပြင်းတဲ့ကိလေသာနဲ့မချိမနေတာတရားဖန်ဆင်းပြီးမယကညာအတင်းအလူခံမာတော့လေမပူပန်စွာလိုက်လျောမှုပြုပြီးအကြောက်ဆုံးအသိနဲ့ကိလေသာကိုမြင်ရင်နောက်ဆုံးအထိမုန်ိရှင်ဟာနဲ့အတုမရှိခြင်းကပါရမီဖြည့်ဆွက်ခဲ့တာမို့တုတိကာမသေတကေတုနတ်သားဖြစ်ပြီးမပြတ်ပွားကတရားရှိရင်နတ်စုသင်ပင်ဖွဲ့တောင်းတန်ခါရဧကံဖြစ်တော့မှာမို့စုတေကနတ်သက်ရွှေပြီးလူပြည်ရွာမှာခါရစင်စစ်ဧကံဖြစ်လာခဲ့ပါတယ်ခမညာအရွှေရချင်းနဲ့ယဟန်တန်ကရှံရံပြီးလူနဲ့မြမတတ္တဝါအပေါင်းအားမပြတ်အခါခါနိဗ္ဗာန်လမ်းပြပြီးစိတ်အကြံမှန်းစာကပမာပြုတ်တင်စရာမရှိပါဘူးအာယုသင်္ကာကိုအကြာတွေးဆက်မထားပဲဝါ45သက်ကား80တဲ့စုံပြည့်တွေကညာ48တက္ကရိဝေနေမလားတိုင်ဆန်နိုင်မယုတ်ကိုတိနာယုံအင်းင်းစုံ၌ကစုံလာပြီအင်္ဂါနေဝေတဲ့ရှမ်းမြေလိတ်ကိုစံတော်မူသည်ဝမ်းစုတောင်းလုံးကြောတီတို့လို့ဤသို့ဆက်ဆိုကရောပန်းဆင်ခဲ့ပါလေခမညာယနေ့မှာတော့ဘ
ဘုရားအမျက်ဆုံးယရနာတရားအမျက်ဆုံးယရနာသံဃာအမျက်ဆုံးယရနာတဲ့ယရနာမြတ်သုံးပါးနေတယ်ကွာအမိအဖအကိုအမညီညမများနေကျေးဇူးရှင်အပေါင်းတော်အဥထိတ်မှာပန်းစင်ပြီးတကာလမိမိတို့ရဲ့ယင်းနေသေးချာသာယရနာတဲ့သမိယရနာလေးများနေတူတူမလေးများကိုဖြင့်ရှင်မြတ်နာသာအလူတော်မင်္ဂလာဆိုတဲ့သာသနာဒါရဇသာသနာအမွေခံသာသနာဒါယကအဖြစ်ခံယူစေတဲ့ရှင်မြတ်နာသာအလူတော်မင်္ဂလာပွဲကြီးဖြစ်တော်မင်္ဂလာပွဲချိန်ရင်တဲ့ဒီမာရဒီနေ့ထင်ခါတရားတရားထက်တာမိကလို့သာဖျားပြရှင်ရဲ့သာသနာတော်မှာသာဝနီလို့သာသာသနာပွဲခံခြင်းရှင်မာရဒီမင်္ဂလာယဟန်ရှင်ပြုကံတဲ့မင်္ဂလာကုသိုလ်ကောင်းမှုဤစုတစ်ခွင်လုံးပြောစီတည်တဲ့ငြိမ်ငြိမ်ညာ